အားလုံးပဲမင်္ဂလာပါပေးတဲ့ကြီးရေရွှေရောက်တော့ဇလောအကေဆောင်တဲ့ပြည်အိမ်မချောင်းမလေးကငါကမခိုင်းမဲ့အချွတ်ကိုတက်တာဝန်ယူမနဲ့ဆိုငါသူတော့အစားခေါ်ကြွတော့အပန်းစီရဲ့တိတ်တရီရတယ်အိမ်ကခွေးလောက်ချောင်းမလေးလောက်မင်းတီးရရင်ကောင်းမယ်အပြုံးမန်းသားလေးရဲ့ကိုတော့အမိုက်သားချော်ပြမှုလေးကိုအားပေးကြပါဦးအိမ်ကိုပြပြီးမသွားရတာငါမချသေးခင်ငါရဲ့နှပိမှာအဝိုင်းကြီးပတ်သူဝင်းဝင်းငါတွေ့ဆိုငါမျိုးချတော့အတံပြန်မှုမေအဝီစကီရခဏတော့တယ်ငါပိုင်ငယ်ဘူးတဲ့အိမ်မများရဲ့ပလီကြီးနဲ့တလုံးပဲချင်လို့အကေဆောင်နေပြီအိမ်မချောင်းမလေးကငါကမခိုင်းနဲ့အချွတ်ကိုတက်တာဝန်ယူမနဲ့ဆိုငါသူတို့စားခေါ်ကြည့်တော့ဘယ်စီသိရီရတယ်အိမ်ကခွေးလောက်ချောင်းမလေးလောက်မင်းတီးရကောင်းဒီပွဲလေးကတော့ပြီးမှာကပြဖျော်ပြတဲ့ပွဲလေးဖြစ်ပါတယ်ပိတ်သက်အပြီးမှုကတော့သင်ထားလောက်အောင်အများကြီးပဲအပြီးမှုကြုံမနဲ့ဆိုခိုးယူလေးတွေခိုးရလေးတွေအိမ်ကိုပြပြီးမသွားရပါငါမချသေးခင်ငါရဲ့နှပိမှာဝိုင်းကြီးပတ်သူဝင်းဝင်းငါတွေ့ဆိုငါမျိုးချလောက်အတံပြန်မှုမေဝီစကီရခဏတော့တယ်ငါပိုင်ငယ်ဘူးတဲ့အိမ်မများရဲ့ပလင်းကြီးနဲ့တလုံးပဲမသိချင်ရတဲ့ပင်စီရဲ့စင်ကြီးရတဲ့ပင်စီရဲ့အိပ်ပြရတဲ့ပင်စီရဲ့ခွဲအိမ်ငါခွေးလေးအိမ်ရွှေရောက်တော့အချမ်းလုံးအကေဆောင်နေပြီအိမ်မချောင်းမလေးကငါကမခိုင်းနဲ့အချွတ်ကိုတက်တာဝန်ယူမနဲ့ဆိုငါသူတို့ကိုအစားခေါ်ကြွတော့အပန်းစီရဲ့တိတ်တရီရတယ်အိမ်ငါခွေးလောက်ချောင်းမလေးလောက်မင်းတီးရရင်ကောင်းမယ်အိမ်ငါခွေးလောက်ကြောင်မလေးလောက်မင်းတီးရရင်ကောင်းမယ်အိမ်ငါခွေးလောက်ကြောင်မလေးလောက်မင်းပြုံးမန်းသားဆိုင်မှုရဲ့ဗီဒီယိုလေးကိုအဆုံးကြည့်ကြည့်ပေးကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်